ကဲအားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြပြသွားမယ့်အကြောင်းအရာလေးကတော့ Slot 3အကြီးအသေးအမြတ်ရအောင်ဘယ်လိုဆော့ရမလဲဆိုတာကိုကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဆော့နည်းလေးကိုတည်ပြီးဆိုတာနဲ့သင်လုံးဝမရှုံးတော့ပါဘူးတရားမှန်တကယ်အမြတ်လို့ရှိရင်ဒီဗီဒီယိုကိုမကြော်ဘဲနဲ့ဆုံးအောင်တေချာကြည့်ပေးဖို့ကျွန်တော်ပြောချင်ပါတယ်စလိုက်ကြအောင်ဗျာဒီ Slot 3ချက်မှာ game တွေဒီမှာ slot game တွေ9ပြည့် game တွေဒီ game ပေါင်းများစွာရှိပါတယ်အဲ့ဒီ slot game တွေ9ပြည့် game တွေလုံးဝမဆော့ပါနဲ့ဒီထီထိုးချင်းနေရာမှာပဲဆော့ပါထီထိုးချင်းဒီမှာပဲဆော့ပါဒီ slot တွေလုံးဝမဆော့ပါနဲ့ okay အဲ့ဒီ slot တွေကမွဲစီတက်တယ်ကဲဒီမှာ win ကိုမှာပဲဆော့ပါဒီမှာ၄ခန်းရှိပါတယ်ကျွန်တော်တို့ဒီပေါ်တစ်ခန်းအမြတ်ရအောင်ဆော့နီလေးကိုကျွန်တော်ဆော့ပြပေးတော့မှာပဲဖြစ်ပါတယ်ဒီညမှာကျွန်တော်ငွေ2000ရှိတယ်ဒီမှာဘယ်လိုဆော့ရမလဲဆိုတာကိုကျွန်တော်ဆော့ပြမယ်နော်ဒီမှာအကြီးထွက်ထားတယ်အသေးထွက်ထားတယ်ဆိုတော့ကျွန်တော်အကြီးကို100နဲ့အချင်းကုန်သွားပြီဘာထွက်မှာလဲโอเคအကြီးထွက်တယ်ဆိုတော့ကျွန်တော်အကြီးကို100နဲ့စပြီးတော့ထိုးလိုက်မယ်စစချင်းအများကြီးတိတ်မထိုးပါနဲ့ဆုံးရှုံးမှုများတယ်လို့ပါဖြည်းဖြည်းချင်းစီ30ကနေပြီးတော့စားနဲ့လိုက်ထိုးပေါ့နော်အဲ့လိုမျိုးဆိုရင်မြတ်ပါတယ်နိုင်ပါလားကဲရှုံးသွားပါတယ်နော်ဒီမှာအသေးထပ်ထားပါတယ်ကျွန်တော်100ဆော့တာရှုံးသွားပြီဆိုတော့ကျွန်တော်အသေးကို200နဲ့ထိုးလိုက်မယ်ခုနကတော့ကျွန်တော်100ထိုးတယ်အခု200နဲ့ထပ်ထိုးလိုက်ပါတယ်အဲ့လိုမျိုးစားနဲ့လိုက်ပြီးတော့ထိုးပေါ့နော်ကျွန်တော်တို့ကဲဒီတစ်ခါလဲရှုံးသွားပါတယ်ဒီမှာနော်အကြီးခုနကတော့ကျွန်တော်အသေးထွက်တယ်ဒီခါအကြီးထွက်တယ်ဆိုတော့ကျွန်တော်အကြီးကိုခုနကတော့100ထိုးပြီး200ထိုးပြီးဆိုတော့အခုကျွန်တော်900နဲ့လိုက်ပြီးတော့ထိုးမှာဖြစ်ပါတယ်အဲ့လိုမျိုးစားနေလိုက်ထိုးပါကျွန်တော်တခါတည်းအများကြီးတိတ်မထိုးပါနဲ့ဖြည်းဖြည်းချင်းစားလေးနဲ့ထိုးပြီးဆိုတော့ကျွန်တော်လည်းညရင်ကျွန်တော်တို့အများကြီးမြတ်ပါတယ်ဒီတစ်ခါရှုံးပါတယ်အသေးထပ်ပါတယ်အသေးဆိုတော့ကျွန်တော်အသေးကို1000နဲ့ထိုးလိုက်ပါမယ်9000ပေါ့ကျွန်တော်အသေးကို9000နဲ့ထိုးလိုက်မယ်โอเคကျွန်တော်တို့စောင်းကြည့်မယ်โอเคနိုင်တော့ပါတယ်ဒီနေ့အတိုင်းလိုက်ဆော့ပေးပါနောက်တော့ကျွန်တော်အသေးထပ်ထားတယ်အသေးဆိုတော့ကျွန်တော်အသေးကိုထပ်ပြီးတော့ထိုးလိုက်မယ်100နဲ့စပြီးတော့ပြန်ထိုးပါမယ်ကဲနိုင်တော့ပါပြီကျွန်တော်အသေးပေါ့နော်ခုနကတော့ကျွန်တော်100ထိုးတယ်ခုကျွန်တော်200နဲ့စပြန်လိုက်ပါမယ်ဒီမှာအကြီးထပ်ပါတယ်ကျွန်တော်အကြီးကို100နဲ့ထိုးလိုက်မယ်ကြီးကို100ကျွန်တော်ထိုးနည်းကတော့ကျွန်တော်တို့အသေးထွက်ရင်အသေးထိုးကျွန်တော်တို့အကြီးထွက်ရင်အကြီးထိုးပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်အဲ့လိုမျိုးစားနေလိုက်ပြီးတော့ထိုးတာပေါ့အဲ့လိုဆိုကျွန်တော်တို့အမြတ်ရပါတယ်ကဲကျွန်တော်တို့ချုံသွားပါတယ်ဒီတစ်ခါအသေးထွက်သွားပါတယ်နော်โอเคဒီခါကျွန်တော်အသေးကိုထပ်ပြီးတော့ထိုးပါမယ်ခုနကတော့ကျွန်တော်အကြီးထိုးတာရှုံးတော့တယ်ခုကျွန်တော်အသေးထပ်တယ်ဆိုတော့အသေးထပ်ထိုးပါမယ်1000နဲ့ထိုးလိုက်မယ်နော်စလေးနဲ့လိုက်ပေါ့ကျွန်တော်ရှုံးပါတယ်ကျွန်တော်တို့6ထပ်တော့ပါတယ်နော်အကြီးပါနော်လို့ရှင်ကျွန်တော်တို့အကြီးကိုထိုးပါမယ်ကြီးကိုကျွန်တော်9000နဲ့ထိုးလိုက်မယ်โอเคကဲနိုင်တော့ပါပြီကျွန်တော်တို့စားလေးနဲ့နိုင်ပြီးတော့ထိုးပါအကြီးထွက်တယ်ဆိုတော့ကျွန်တော်တို့အကြီးကိုထပ်ထိုးပါမယ်ဒီမှာအသေးထပ်ထားတယ်အသေးထွက်တယ်ဆိုတော့ကျွန်တော်အသေးကို100နဲ့စားပြီးတော့ထိုးလိုက်မယ်โอเคရှုံးသွားတယ်ကျွန်တော်အကြီးထပ်ထားတယ်ပေါ့โอเคအကြီးတက်ဆက်တယ်ဆိုတော့ကျွန်တော်100ရှုံးတော့ပြီဆိုတော့ကျွန်တော်အကြီးကိုကျွန်တော်900လိုက်လိုက်မယ်900โอเคဒီမှာနိုင်တော့ပါတယ်နော်ကျွန်တော်900လိုက်တာနိုင်တော့တယ်လို့ဆိုရင်မင်းစီလို့တီးလို့မယ်ထင်တယ်
ဒီလိုစော်နီးလေးပဲဆော့ပါနော်ကျွန်တော်အကြီးထွက်ရင်အကြီးထိုးကျွန်တော်အသေးထွက်ရင်အသေးထိုးစိတ်မလိုမျိုးစနေလိုက်ထိုးပါနော်အဲ့လိုဆိုရင်ကျွန်တော်တို့တနေ့တာညရပါတယ်ကျွန်တော်တို့အကြီးထွက်တယ်ဆိုတော့ကျွန်တော်အကြီးကို900နဲ့ဆော့ပြီးတော့ထိုးလိုက်မယ်ရှုံးသွားပါတယ်နော်ဒီမှာအသေးထက်သွားပါတယ်ကျွန်တော်အသေးထက်တယ်ဆိုတော့ကျွန်တော်အသေးကိုကျွန်တော်900ရှုံးတယ်ဆိုတော့အသေးကိုကျွန်တော်တို့စားလေးနဲ့1000လိုက်ပါမယ်နိုင်တော့ပါပြီโอเคကျွန်တော်အသေးထက်ထားတယ်ဆိုတော့ကျွန်တော်အသေးကိုတထိုးမယ်ဆိုတော့ခုနကတော့1000လိုက်တယ်ဆိုတော့ကျွန်တော်ထိုး900နဲ့လိုက်ပါမယ်ကဲရှုံးတော့ပါတယ်ကျွန်တော်တို့အကြီးထက်တော့ပါတယ်အကြီးထက်တယ်ဆိုတော့ကျွန်တော်တို့အကြီးကိုထိုးမှဖြစ်ပါတယ်အကြီးကိုခဏကတော့ကျွန်တော်900ထိုးတယ်ဒီတစ်ခါကျွန်တော်အကြီးကိုဘယ်လောက်ထိုးမှလဲဆိုတော့ကျွန်တော်9000နဲ့လိုက်လိုက်မယ်9000အချင်းကုန်လို့မရတော့ဘူးအသေးထက်ပါတယ်တော့ပါသေးတယ်လည်းမကောင်းလို့အသေးချက်တယ်ဆိုတော့ကျွန်တော်အသေးကိုခုနကကျွန်တော်9000မလိုက်လိုက်ရဘူးဒါကျွန်တော်အသေးကို9000လိုက်လိုက်မယ်โอเคနိုင်တော့ပါပြီဒီမျိုးအကြီးထွက်ရင်အကြီးထိုးကျွန်တော်အသေးထွက်ရင်အသေးထိုးပေါ့နော်ဒီမျိုးစကလေးနဲ့လိုက်ပြီးတော့ထိုးပါဒီလိုစင်းကျွန်တော်တို့အမြတ်ရပါတယ်ကျွန်တော်9000ပြည့်အောင်ဆော်ပြမှာဖြစ်ပါတယ်။ဒီနေ့ဆိုဒီနေ့1000ဆိုရင်ကျွန်တော်တို့ဒီလောက်တုံးသိမ်းရပါတယ်နော်။ကျွန်တော်တို့မထိုးလိုက်ရဘူး။ကျွန်တော်ဘာထည့်ပါလဲ။တီးထည့်ပါတယ်။တီးထည့်တယ်ဆိုတော့ကျွန်တော်အတီးကို1000ပဲထိုးပါမယ်။ကဲရှုံးတော့ပါတယ်ကျွန်တော်တို့ဘာထည့်လဲအကြီးထွက်တယ်ဆိုတော့ကျွန်တော်တို့အကြီးကိုခဏကတော့ကျွန်တော်ထောင်ထိုးတယ်ကျွန်တော်အကြီးကိုကျွန်တော်တို့ထောင်ထထိုးပါမယ်အဲမျိုးအကြီးထွက်ရင်အကြီးထိုးအသေးထွက်ရင်အသေးထိုးပေါ့နော်အဲ့လိုမျိုးထိုးစလိုက်ထိုးပြီးတော့ကျွန်တော်တို့ထိုးရမှာပဲဖြစ်ပါတယ်ဒီနည်းနဲ့အတိုင်းဆော့ရင်ကျွန်တော်တို့အမြတ်ရပါတယ်ကဲနိုင်တော့ပါတယ်နော်အကြီးထွက်ထားတယ်ဆိုတော့ကျွန်တော်အကြီးကိုထထိုးပါမယ်အကြီးကို2000နဲ့ထိုးလိုက်မယ်โอเคမျိုးစလေးနဲ့လိုက်ပြီးတော့ထိုးပါကျွန်တော်တခါတည်းအများကြီးမထိုးပါနဲ့ကျွန်တော်တို့အစချင်း30ကျပ်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးစလေးနဲ့တိုးပြီးတော့ဆော့ပါဒီလိုစင်ကျွန်တော်တို့အမြတ်ရပါတယ်ကဲနိုင်တော့ပါပြီအကြီးပေါ့နော်ဒီမှာတော့ဒီငါဂိမ်းမတန်းစီမှာဝင်ကြည့်ပါဒီတစ်ခါပါထည့်ပါလေโอเคအကြီးထပ်ထွက်တယ်ပေါ့အကြီးထွက်တယ်ဆိုတော့ကျွန်တော်အကြီးကိုထပ်ပြီးတော့ထိုးလိုက်မယ်4000လောက်ဆိုတော့ထိုးလိုက်မယ်အကြီးထွက်ရင်အကြီးထိုးအသေးထွက်ရင်အသေးထိုးပေါ့နော်မျိုးစလေးနဲ့လိုက်ထိုးပါပြောပြီးပါပြီချလေးနဲ့လိုက်ထိုးပါကဲရှုံးတော့ပါတယ်ဒီတစ်ခါအဲ့လိုမျိုးအများကြီးထိုးရင်ကျွန်တော်တို့အများကြီးရှုံးတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုး100ကနေစပြီးတော့ထိုးရမှာပဲဖြစ်ပါတယ်100ပြီးတော့200 300အဲ့လိုမျိုးစားလေးနဲ့လိုက်ပြီးတော့ထိုးရမှာပဲဖြစ်ပါတယ်အသေးထွက်တယ်ဆိုတော့ဒီတကားကျွန်တော်အသေးကို2000နဲ့ထိုးလိုက်မယ်โอเคကဲနိုင်တော့ပါပြီကျွန်တော်တို့အသေးထွက်ရင်အသေးထိုးပါအကြီးထွက်ရင်အကြီးထိုးပါအဲ့လိုမျိုးစားလေးနဲ့လိုက်ပြီးတော့ထိုးပါနော်ဒီလိုချင်းကျွန်တော်တို့အမြတ်ရပါတယ်ကဲကျွန်တော်တို့9000ပြည့်တော့မယ်ကျွန်တော်တို့1000မဲ့လို့ဆိုတော့အသေးကို900နဲ့ထိုးလိုက်မယ်โอเคလောင်းလိုက်ပြီဒီနေ့ကိုအမြတ်1000ပဲယူပါနော်လောဘချင်းကျွန်တော်တို့စုံမှုများနေတယ်လို့ပါနော်ဒီမှာကျွန်တော်9000ပြည့်ပြီဆိုတော့ကျွန်တော်မဆော့တော့ပါဘူးโอเคပရိသတ်တို့လည်းဒီနေ့အတိုင်းဆော့ရင်ကျွန်တော်တို့အမြတ်ရပါတယ်နော်
အရင်ကကိုဆုံးဆုံးမှုများရင်စိတ်ညစ်မနေပါနဲ့ဒီနေ့အတိုင်းလိုက်စောကြည့်ပါโอเคအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ